Ladies and gentlemen, first up, we have karate show by Japan Karate Do Shoto from Burma Rangun Dojo, also known as Eiki Myanmar Yango. So please enjoy their performance every month. Hello everyone, my name is Zane. ကျွန်မနာမည်ကတော့ Zane ပါမြန်မာသက်ရည်စင်ကရာတေအားကစားသမားတစ်ယောက်ဖြစ်ပါတယ်တရားပြည်နယ်လာတာဖြစ်ပါတယ်2009ခုနှစ်လေးကလေးရပါတော့ဒီကရာတေကိုယူသွခဲ့တာအခုချိန်ထိပါပဲယခုကတော့ပေါ့နော်ဒီ JGK ဆိုတဲ့ Japan Traditional Karate Association မှာ Chief Instructor တယောက်အနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်ဒါကတော့ဒီညီမတို့ရဲ့ JGK ကတသားမီးလေးတွေဖြစ်ပါတယ်JGK ဖွဲ့စည်းရဆိုရင်ဂျပန်လူမျိုးတွေနဲ့မြန်မာလူမျိုးတွေပေါင်းစပ်ဖွဲ့စည်းထားတဲ့ဖွဲ့စည်းတစ်ခုဖြစ်ပါတယ်ထူးခြားတဲ့ဖွဲ့စည်းလေးပေါ့နော်ဒီဖွဲ့စည်းလေးရဆိုရင်ဒီဖွဲ့စည်းလေးကိုစတင်တည်ထောင်ပြီးခဲ့လူကတော့မကြာသေးမီကပဲဂျပန်နိုင်ငံကိုပြန်သွားပြီးဖြစ်တဲ့ Yuta Konishi Sensei ပဲဖြစ်ပါတယ် Sensei ကပဲဦးဆောင်ပြီးတော့ဒီဖွဲ့စည်းလေးကိုတည်ထောင်ပေးခဲ့တာဖြစ်ပါတယ် Sensei ကိုလည်းတရားပဲထပ်မံကျေးဇူးတင်ရတဲ့အတိအမှတ်ပြုပါရစေရှင်ဆက်လက်ပြီးတော့ karate သမိုင်းကျောင်းနဲ့နိုင်ငံကို sharing လုပ်ပေးပါရစေရှင်။သမိုင်းကျောင်းပြည်စုံတော့အမျိုးမျိုးဖော်ပြထားတာတွေရှိတဲ့အတွက်ကြောင့်မိမိအနေနဲ့အလုံးစုံကိုမပြောပြနိုင်ပေမဲ့ယခုခေတ်အနေထားအရနိုင်ငံလေး sharing ပြုလုပ်ပေးပါရစေရှင်။ကျေးဇူးပြု၍တစုံတရာအမှားပါခဲ့ရင်လည်းခွင့်လွှတ်ပေးပါလို့မေတ္တာရပ်ခံပါရရှင်။ပထမဆုံးအနေနဲ့ karate ဆိုတာ empty hand ဖြစ်ကြောင်းအားလုံးလည်းသိပြီးလောက်ပြီးဖြစ်မှာပါရှင်။ empty hand ဆိုတဲ့အတိုင်း karate ဆိုတာဘာလဲနဲ့မပါဘဲနေပေါ့နော်တပ်ပတာနဲ့တိုက်ခိုက်ရတဲ့ကိစ္စလေးတစ်ခုဖြစ်ပါတယ်ဒီဘာပေါ့နော်ခရာတေးဆိုတာကဒီဂျပန်နိုင်ငံအိုကီနာဝါမှာစတင်ဖွံ့ဖြိုးလာခဲ့ပြီးတော့တချို့ပုံပြချက်တွေအရဂျပန်နိုင်ငံမှာစစ်ရေးဝါဒမြင့်မာနေစဉ်အတွင်းတနက်နဲ့လက်နက်တခြားလက်နက်များကိုအသုံးပြုခွင့်ပိတ်ပင်ခံရတဲ့ကာလမှာမိမိကိုယ်ကိုကာကွယ်ဆောက်ရှောက်ရန်နဲ့ဂျပန်ရိုးရာအသက်ပညာအဖြစ်ခရာတေးကိုတည်ထွင်ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ဒီပညာရပ်ကိုကြီးရှင်ဖူနာကူရှိဆန်စေက1920အတော်တွင်းလောက်မှာစတင်ပေါ်ပေါက်လာအောင်တည်ထောင်ကျူးပန်းပေးခဲ့ပြီးဖြစ်ပါတယ်။